မညီတာကိုညီအောင်ညှိလို့ရတယ်အဲ့ဒါဇွဲလုံးလာဝရိယနဲ့လက်ယုံရည်နှလုံးရည်ပိုင်ဆိုင်ထားတယ်လို့ငေကြွဆွေနဲ့ပြုံးပြုံးခဲ့တဲ့တို့အကြောင်းလေးဆင်းရဲလို့စိတ်တက်ကြနေကြမလို့ပါဘူးဟာဆင်းရဲတဲ့လူလဲတနေ့ချမ်းသာလာနိုင်တာပဲချမ်းသာလာရင်နင်းနဲ့ငါနဲ့ဘဝတူတွေဖြစ်ပြီပေါ့